YouTube ကောင်စဖွင့်လိုက်ပြီမင်းသိလားပြောလားပြောမှာဘာမှလည်းမပြောတတ်ဘူး Okay ကျွန်တော်တို့သိကြအောင်ပါအားလုံးပဲကျွန်တော်တို့ YOLO TV က YOLO ပဲဖြစ်ပါတယ်ကိုခေါင်းလုံးတွေလည်းခေါ်ကြတာပေါ့ကျွန်တော်တို့ရဲ့တော့အကောင့်ကြီးက follower 100k ကိုပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနောက်ကကျွန်တော်ပေးမယ်ဆိုတော့ giveaway skateboard ဒီ skateboard ကိစ္စ follower 100k အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်ကျေးဇူးအများကြီးတင်ပါတယ် brother အကောင့်ဖွင့်ထားတာဘယ်လောက်ကြာပြီလဲဒီချိန်လောက်တည်းက brother video တွေစလုပ်တာလေဆိုတော့4လပဲကြာပါသေးတယ်4လပါအဲ့တော့ YouTube အကောင့်ကိုဘာလို့ဖွင့်လိုက်တာလဲအရှင်လေးပဲအားနေရားနေလို့ပေါ့ဟုတ်တယ်မလားအဲ့လိုမဟုတ်ပါဘူးကျွန်တော်ကအရင်တည်းက YouTube မှာ video တွေတင်ကျင်တယ်ဒါပေမဲ့ YouTube ကလောက်ရတာမလွယ်ဘူးဗျာရှင်းရှင်းပြောရရင် TikTok မှာ character ရင်ဖော်လိုက်တဲ့သဘောပါပဲကျွန်တော်ရဲ့ YouTube အကောင့်ကိုsubscribe မလုပ်ရသေးဘူးဆိုရင်လည်းတက်လုပ်ပေးကြပါအကောင့်ကတော့ကျွန်တော်ရဲ့ဒီ TikTok အကောင့်တွေကိုဝင် bio မှာနေပဲ YouTube အကောင့်လေးကိုကျွန်တော် link ထားပြီးတယ်တစ်ချက်နှိပ်လိုက်တာနဲ့တင် YouTube အကောင့်တွေကို auto တန်းရောက်သွားမှာနော်ဒီဒါရထားပါအချင်းလုံးမလုပ်ချင်နေဒါတွေကအဲ့လောက်ဒီတခုတစ်ခါကြီးမဲမဆွဲဘူးတကယ်ကြိုက်မှတကယ်ကျွန်တော်ကိုအားပေးချင်မှလုပ်ပါအသိမ်းတောင်းမဆိုပါဘူးကျွန်တော် giveaway ကိစ္စတွေစပြောပါမယ် follower တသိန်းပြည့်သွားတဲ့အချိန်မှာကျွန်တော်ဒီ skateboard မဲဖောက်ပေးဖို့စပြီးတော့လုပ်ခဲ့တယ်ကျွန်တော်ဒါ